တော့ရဟန်းဖြစ်သွားပြီဆိုတော့အဲ့ဒါမြတ်စွာဘုရားနောက်တစ်ပါးနေခေါ်ပြီးတော့ကြွသွားတယ်အဲ့ဒါရွှေလီကြီးရဲ့နောက်ကနေရွှေလီငယ်လေးလိုက်သွားတယ်လို့ပဲတဲ့မြတ်စွာဘုရားက32ပါးသောလက္ခဏာတော်ကြီးငယ်တို့ဖြင့်တင့်တယ်တဲ့ရှင်မကတ္တပကလက္ခဏာတော်9ပါးရှိတယ်တဲ့မဟာပုရိသလက္ခဏာ9ပါးရှိတယ်တဲ့သူကလည်းပဲအလွန်ထူးခြားတဲ့ပုဂ္ဂိုလ်နော်အဲ့လိုဦးဇင်းတို့ကြွသွားရင်ဒါတော်လန်ခကြီးကိုသွားနေတာတမင်အောက်ရောက်တဲ့အခါကျတော့ထိုင်လို့တဲ့အချင်းရာကိုပြတယ်တဲ့မြတ်စွာဘုရားကအဲ့တော့ရှင်မကတ္တပကသူ့မှာပါတဲ့နှစ်ထပ်သင်္ကန်းကြီးကိုခောက်ပြီးတော့ခင်းပေးတယ်မြတ်စွာဘုရားဒီပေါ်မှာသတင်းသုံးမှာဒါတပည့်တော်တို့အရှိသဖြင့်အကျိုးကျေးဇူးများမှာပါဖေ။မြတ်စွာဘုရားသတင်းသုံးပြီးတော့မြတ်စွာဘုရားကအဲ့ဒီသင်္ကန်းကိုလက်နဲ့ကိုင်ကြည့်တယ်တဲ့။ကိုင်ကြည့်ပြီးတော့ခြေသားကတ္တပတဲ့သင်္ကန်းကနူးညံ့လာကြလား။အဲ့လိုမင်းရှိတဲ့အခါကျတော့အော်မြတ်စွာဘုရားကဒီသင်္ကန်းကိုအလိုရှိတော်မူတယ်နဲ့တူတယ်။အဲ့လိုဆိုမြတ်စွာဘုရားတပည့်တော်ဒီသင်္ကန်းကိုမြတ်စွာဘုရားကိုလှူပါတယ်ဗျာ။မြတ်စွာဘုရားသုံးဆောင်တော်မူပါ။အဲ့တော့မြတ်စွာဘုရားကအလှမခံဘူးလို့မရှိဘူးနော်။ဘာမင်းရှိတော်ဆိုတော့ခြေသားအဲ့လိုဆိုရင်ဘာဝတ်မလဲတဲ့တပည့်တော်ကမြတ်စွာဘုရားသင်္ကန်းကြီးကိုရခြင်းရလို့ရှိရင်တပည့်တော်အဲ့ဒီသင်္ကန်းကြီးကိုဝတ်ပါမယ်တဲ့အဲ့တော့မြတ်စွာဘုရားကသင်္ကန်းချင်းလဲလို့တဲ့အတွက်ကြောင့်အဲ့ဒါလိုသင်္ကန်းကိုချီးမွမ်းတာအလကားချီးမွမ်းတာမဟုတ်သင်္ကန်းချင်းလဲမှာအဲ့ဒါဒီတစ်ပါးပဲရှိတယ်ဘယ်ဘုရားမှအဲ့လိုလုပ်ဘူးတာလည်းမရှိဘူးတဲ့ဟုတ်လားဘာလို့သင်္ကန်းချင်းလဲကျင်တာတော့မြတ်စွာဘုရားရဲ့ကိုယ်စားချီးမြှောက်ခြင်းလို့မြတ်စွာဘုရားနဲ့ထပ်တူထားခြင်းလို့နော်ရှင်သာရိပုတ္တရာရှင်မောက္ကလံတို့တော့အဲ့လိုမထားဘူးဘာလို့ထပ်တူထားခြင်းတာတော့မြတ်စွာဘုရားနဲ့ထပ်တူထားဖို့အတွက်ရှင်သာရိပုတ္တရာရှင်မောက္ကလံဉာဏ်အကြီးဆုံးတကူအကြီးဆုံးမထေရမြတ်ကြီးတွေရှိတယ်ရှိလာလိမ့်မယ်ဘာလို့မထားတာတော့မြတ်စွာဘုရားစဉ်းစားတယ်တဲ့သာရိပုတ္တရာတို့မောက္ကလံတို့ကငါအရှင်ပြိဋိဘံစံကြမှာခုဒီရှင်မောကတ္တပကအသက်120ရှိမှာငါနောက်မှာပြိဋိဘံစံပါအဲ့လိုဆိုလို့ရှိရင်ငါပြိဋိဘံစံပြီးတဲ့နောက်မှာဒီအဆုံးမှဓမ္မဝိနည်းသာသနာကိုသူဟာဆက်ပြီးတော့မတိမ်ကိုမပျောက်ပြက်အောင်စောင့်ရှောက်လိုက်မယ်တန်ခါရဏတင်လိုက်မယ်အဲ့ဒီလောက်ထိသာသနာရဲ့ကောင်းကျိုးကိုအထွတ်အထိပ်ဆောင်ရွက်မဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒါသူ့ကိုကြံတဲ့ယဟန်တွေကအထင်မသေးစေဖို့အတွက်မြတ်စွာဘုရားကတော့သူ့ရဲ့ကိုယ်စားထားပြီးတော့သင်္ကန်းချင်းလဲပြီးတော့ခိုင်းခဲ့တာဆိုယဟန်တွေရဲ့သူ့ရဲ့အပေါ်မှာလေးစားမှုနော်ဒီအရှိန်အဝါကိုရကြင်လို့မြတ်စွာဘုရားသင်္ကန်းချင်းလဲတာဒါကြောင့်သင်္ကန်းကိုသုံးတတ်တာအလကားသုံးတတ်တာမဟုတ်တကယ်အလိုရှိလို့သုံးတတ်တာဘာလို့တော့လဲခြင်းလို့အလိုရှိတာအဲ့ဒါသင်္ကန်းချင်းလဲတာအဲ့သင်္ကန်းချင်းလဲလိုက်ရောမြေကြီးလဲတုံမြန်နေတဲ့ဒီရှင်မကတ္တပနဲ့ပတ်သက်ပြီးတော့မြေကြီးကတော့ခဏခဏလှုပ်နေတာကိုတွေ့ရတယ်သူ့ရဲ့အထင်ကြီးဂုံတွေကအလွန်ကြီးမားတာဟုတ်လားအဲ့လိုနဲ့ရှင်မကတ္တပကိုတော်မြတ်ကြီးဟာယဟန်ဖြစ်ပြီးတော့သူအဓိကကျင့်ကြံကြုတ်ကိုအထုတ်တာကဘာလဲဆိုတော့ဒုတင်73မှပဲအလွန်အလိုနေတယ်အလွန်ရောင်ရဲတယ်စိတ်ညစ်ရမှာပဲနေတယ်ဟုတ်လားအမောင်းဖို့နဲ့မွေးလျော်တယ်ဆိုတာမရှိသလောက်ပဲအလွန်နဲ့လုံလဝရိယကြီးတယ်9ရက်မြပုထုဇဉ်ဘဝနဲ့နေပြီးတော့ယဟန်ဖြစ်ပြီးတဲ့နောက်နော်9ရက်ပဲပုထုဇဉ်ဘဝနဲ့နေပြီးတော့ယဟနာဖြစ်တယ်ငါမြတ်စွာဘုရားသင်္ကန်းကြီးကိုရထားတာပဲလို့အဲ့လိုမှန်ဝင်တဲ့သဘောလည်းမရှိဘူးအဲ့ဒါကျင့်ကြံကြုတ်ကိုအထုတ်ပြီးတော့ယဟနာဖြစ်တယ်တဲ့ဒါရှင်မကတ္တပယဟနာဖြစ်သွားတဲ့အကြောင်း